Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အခုလိုမျိုးရိုးရှင်းလွယ်ကူတဲ့ပန်းဒီဇိုင်းလေးကိုပန်းခတ်ဒီဇိုင်းလေးကိုလုပ်ပြမှာဖြစ်ပါတယ်အခုပထမဦးဆုံးပြလို့ဒီဇိုင်းလေးဆွဲလိုက်ရအောင်เนาะသူက 3D ပန်းအကြွဒီဇိုင်းမျိုးစားဖြစ်ပြီးတော့လွယ်ကူတဲ့ရိုးရှင်းတဲ့ပုံစံဒီဇိုင်းလေးဖြစ်ပါတယ်သူ့ရဲ့ပန်းဒီဇိုင်းလေးကိုအခြေခံထားတာတော့အပြို boolean stick ပိုင်းလေးကိုအခြေခံထားတာဖြစ်ပါတယ် boolean stick ဆိုတာကပြလို့ basic stick ပိုင်းမှာဖြိုးပြပေးထားတဲ့ stick လေးကိုပဲအသုံးပြုပြီးတော့မှဖန်တီးထားတဲ့ပန်းဒီဇိုင်းလေးပေါ့နော်ပန်းဒီဇိုင်းကပန်းအကြွဒီဇိုင်းလေးပြိုးဖန်တီးထားတာဖြစ်ပါတယ်ရိုးရှင်းလေးနဲ့ကြည့်ရတာရိုးရှင်းလေးဆိုပေမဲ့သူကချစ်ဖို့ကောင်းပါတယ်ချစ်စရာကောင်းတယ်ချစ်လေးဒီဇိုင်းလေးဖြစ်တာပေါ့နော်အခုပြလို့အရိုးတံကိုအရင်ဆုံးဆွဲကြည့်ပါမယ်အရိုးတံကိုသွားတဲ့အခါမှာဖြိုးအချီကိုပဲအသုံးပြုထားပါတယ်အချီကိုသုံးပြီးတော့ chain design လေးကို chain ထိုးချက်အပိုင်းလေးကိုအသုံးပြုပြီးတော့သွားထားတာဖြစ်ပါတယ်အဲ့တော့အချီနဲ့ထိုးလို့မရဘူးလားဆိုတဲ့သူတွေအချီနဲ့ထိုးလို့ရတယ်ဆိုတာကိုသိစေချင်တဲ့အတွက်ကြောင့်ပါအခုအချီနဲ့ထိုးတဲ့အပိုင်းလေးကိုဖြိုးပြပေးထားပါတယ်အခုတခုပြောချင်တာကဒီလိုမျိုး boolean stick ကိုအသုံးပြုမဲ့ထိုးချက်အပိုင်းနေဆိုလို့ရှိရင်ဖြိုးအနေနဲ့ mid cotton ကိုအသုံးမပြုစေချင်ပါဘူးပြီးတော့အချီကိုအသုံးမပြုစေချင်ပါဘူးသူ့ရဲ့ခြီထိုးပန်းမှာအသုံးပြုတဲ့ခြီကျစ်သားကိုပဲအသုံးပြုပါနော်အခုဖြိုးပြပေးထားတဲ့အခုလိုမျိုးခြီကျစ်သားကိုပဲအသုံးပြုပါပိုလီခြီတစ်စိမ့်မျိုးစားလဲရတယ်နော်ခြီကျစ်သားဖြစ်ပြီးတော့ခြီကျစ်သားဆိုလို့ရှိရင်အမွှေးမထွက်ဘူးဖွာမထွက်ဘူးပေါ့နော်အခုဖြိုးတို့တိုင်အပ်မှာပတ်ပြီးတော့ဖြိုးတို့ခြီလိုက်တယ်ခြီပြီးတော့အပ်ကိုဆွဲထုတ်လိုက်တယ်ဆွဲထုတ်ပြီးတဲ့အခါမှာအခလေးကိုပြန်ဆိုင်လိုက်တယ်ဟုတ်အခုဒီလိုမျိုးဂွင်းပုံတရံလေးဖြစ်သွားတာပေါ့နော်အဲ့တော့ဂွင်းရဲ့အရှိအတူကကျတို့အတိုင်မှာပတ်တဲ့ဂွင်းပတ်ရည်နဲ့ပဲဆိုင်ပါတယ်အခုဒီလိုမျိုးဂွင်းလေးတွေထောင်လေးတွေလိုချင်တဲ့အတွက်ကြောင့်ဖြိုးကဂွင်းအတိုင်မှာဂွင်းပတ်ရည်အပတ်60ပတ်ပါတယ်60ပတ်ပြီးတော့မှဒီလိုမျိုးဂွင်းလေးတွေပန်းပွင့်ဖက်လေးတွေပေါ့နော်အဲ့လိုမျိုးလေးထောင်လေးတွေရတာပါအခုအလဲမှာ fresh knot လေးထည့်လိုက်တော့ fresh knot လေးထည့်ပြီးတော့မှရိုးရှင်းလွယ်ကူပြီးတော့စစ်စရာကောင်းတဲ့ပန်းဒီဇိုင်းလေးကိုဖန်တီးထားတာဖြစ်ပါတယ်ရှင်ဝတ်ဆန်လေးကိုအနီဒီဇိုင်းလေးထည့်လိုက်ပါတယ်အဲ့တော့သူတို့နေရိုးရှင်းလေးနဲ့လွယ်ကူပြီးတော့ချစ်စရာကောင်းတဲ့ပန်းဒီဇိုင်းလေးရတော့ပါပြီရှင်သူကဂွင်းအထောင်လေးနော်ထောင်လေး 3D ဒီဇိုင်းလေးပါအရွက်လေးကိုကြတော့ button hole stick လေးကိုအသုံးပြုထားတာပါ Okay အားလုံးစင်ပြေမယ်လို့မျှော်လင့်ပါတယ် Thank you ပါ Bye bye